အလူချင်းညာနေတကွာဓမ္မမိတ်ဆွေတို့အားအနုမောဒနာတရားအမိဖြင့်ဓမ္မမေကွန်တို့ကိုဖြစ်ဆိုခြင်းအပိုင်း24ကိုဖြစ်ဆိုဟောကြားပေးမှာဖြစ်တယ်ယနေ့ဓမ္မမေကွန်များကနံပါတ်1ဒီနေ့ခေတ်ပရိက္ခရာဆိုင်တွေမှာရောင်းချနေတဲ့အင်ဂျင်နဲ့တူတဲ့အန်တဂိုက်တွေကိုရင်တွေဥစဉ်တွေကိုလူကောင်းပါသလားယဟန်တော်များကိုရင်များသည်ဝတ်စားမှုပုံစံဟာလူနဲ့မတူရဘူးပေါ့ဝိနည်းဥပဒေမှာကိုကသင်္ကန်းတို့သင်္ပိုင်တို့ကိုလူပုံစံမဝေ့ရအောင်ဥပမာကထောင်ကြိုက်တာမျိုးဦးစင်းတွေကထောင်ကြိုက်လို့မရအောင်ကိုရင်တွေကထောင်ကြိုက်လို့မရအောင်လူနဲ့တူတဲ့ဝတ်စားမှုပုံစံမရအောင်သင်္ကန်းကိုတောင်မှလူလိုမျိုးမဝေ့ရဘူးဆိုရင်အင်ကြီးဆိုလို့ရှိရင်ပို့လို့တောင်မှမအပ်ဆက်ဘူးပေါ့ဒါကြောင့်ဝိနည်းတော်ထဲမှာယဟန်တော်များသည်အင်ကြီးမဝေ့ရဘူးအင်ကြီးဝေ့ရင်ဒုက္ခအာဘတ်ဆိုပြီးတော့ဘုရားဟောတာပါတယ်တချို့ကကြင်ကြင်ပပန်တွေးတာပေါ့နော်သင်္ကန်းအယောင်ဆိုရင်ရောမရဘူးလားမရပါဘူးအင်ကြီးပုံစံချုပ်ထားတဲ့အရာမှန်သမျှမဝတ်ကောင်းဘူးပေါ့သင်္ကန်းကိုတောင်မှအင်ကြီးပုံစံမျိုးပစိုးပုံစံမျိုးလူဝတ်နဲ့တူအောင်မဝတ်ရဘူးဆိုရင်အင်ဂျင်နဲ့တူအောင်ချုပ်ထားတဲ့အန်တခိုက်တွေလုံးဝမအပ်ဆက်ဘူးပေါ့ဒါကြောင့်ဆရာတော်ဘုရားကြီးများကအဲ့ဒီလိုအန်တခိုက်အင်ဂျီဝတ်တာကိုမနှင်းမျိုးကြဘူးသဘောမတူကြဘူးဝိနည်းနဲ့မညီတဲ့အတွက်ကြောင့်စာပေထဲမှာပါတဲ့အန်တခိုက်ဆိုတာကရွှေခံသင်္ကန်းစာလေးတစ်ခုပါပဲအနံကတထွာလောက်ပဲရှိမှာဝိသုဒ္ဓိမကျမ်းထဲမှာဝိသုဒ္ဓိမတီကာလို့ထင်တယ်အဲဝိသုဒ္ဓိမကျမ်းထဲမှာအလျားက3000အနံကတထွာအဲ့လောက်ပိဿာကလေးကိုရွှေခံအနေနဲ့ခန္ဓာကိုယ်မှာပတ်ထားဖို့ညွှန်ကြားထားတာရှိတယ်ပေါ့။နွေရာသီအိုက်ဆက်တဲ့အခါမှာရွှေထွက်မယ်။အဲ့တော့ရင်ဘက်ကြောဘက်ရွှေတွေကသင်္ကန်းကိုမညှိကပ်ရအောင်သင်္ကန်းမညှိပတ်ရအောင်အတွင်းကနေခံဝတ်တာအလျား3000လောက်ရှိတဲ့ပိဿာအနံတထွာလောက်ရှိတဲ့ပိဿာအနံတထွာအလျား3000အဲ့ဒီပိဿာကလေးကိုပဲကိုယ်မှာပတ်ရတယ်ပေါ့အတွင်းထဲမှာပတ်ထားတယ်အဲ့ဒါကိုအန္တဂိုင်းလို့ခေါ်တာပါဠိလိုအန္တကတဝပခုံးပေါ်မှာတင်ရတဲ့အဝတ်ကလေးပခုံးပေါ်မှာတင်ရတဲ့သင်္ကန်းဝတ်ကလေးအဲ့ဒါကိုမြန်မာလူမျိုးတွေကအန္တဂိုင်းလို့ပြောကြတာနောက်ခေတ်လူတွေကအလွယ်လိုက်ပြီးတော့အင်ဂျီပုံစံမျိုးချုပ်ကြတယ်အိတ်ကက်တွေဘာတွေနဲ့အဲ့ဒီလိုအင်ဂျီပုံစံမျိုးချုပ်ထားတဲ့အန်တဂိုက်တွေမအပ်ဆက်ဘူးလို့မှတ်ရမယ်အဲ့ဒါမျိုးကိုယဟန်တန်ဃာတော်တွေကိုမလူရဘူးယဟန်တော်တွေရဲ့ဝိနည်းသီလကိုဖြည့်ဆည်းရရောက်တယ်ပေါ့မိမိတို့ကမရည်ရွယ်ပြီးမှလည်းဦးစင်းတွေကိုလူပုံစံပေါက်အောင်လုပ်ရရောက်တယ်ကိုရင်တွေကိုလူနဲ့တူအောင်လုပ်ရရောက်တယ်အဲ့တော့ပရိက္ခရာဆိုင်တွေကလည်းအဲ့ဒီလိုမျိုးအင်ဂျီပုံစံအန်တဂိုင်မျိုးကို
ချုပ်လို့ရောင်းချခြင်းမလုပ်ရဘူးတက္ကရာမတွေကလည်းအဲ့ဒါမျိုးကိုမလူရဘူးယဟန်တန်ဃာတော်တွေကလည်းအဲ့ဒါမျိုးကိုမဝတ်ကောင်းဘူးစီးပွားချတဲ့အခါမှာကုသိုလ်လဲရဝမ်းလဲဝဆိုတဲ့စကားနဲ့စကားနဲ့အညီပဲဝိနည်းတော်နဲ့အညီချုပ်လို့ရောင်းချမယ်ဆိုရင်ကောင်းတယ်ပေါ့တန်ဃာတော်တွေဆက်ဆက်သုံးနိုင်ကြပါစေဒီလိုမျိုးရည်ရွယ်ပြီးတော့ရောင်းချမယ်အလူရှင်တရားမတွေလည်းပဲဆက်ဆက်လှူဒန်းနိုင်ကြပါစေဒီလိုရည်ရွယ်ပြီးရောင်းချမယ်ဆိုရင်ကုသိုလ်လဲရဝမ်းလဲဝပေါ့အလုံးမမဟုတ်ဘဲနဲ့ကိုရောင်းကောင်းရင်ပြီးရောရောင်းရရင်ပြီးရောဆိုပြီးတော့မအမဆက်ချုပ်လို့ရောင်းချမယ်ဆိုလို့ရှိရင်မိမိတို့ရဲ့စီးပွားရေးတွေသာသနာပြုစီးပွားရေးမဟုတ်ဘဲနဲ့သာသနာဖြတ်စီးပွားရေးဖြစ်နေတတ်တယ်ပေါ့ဒါကြောင့်ဝိနည်းတော်နဲ့မညီတဲ့အင်ဂျီပုံတဲ့အန်တကိုင်မျိုးကိုရောင်းချခြင်းလှူဒန်းခြင်းမလုပ်သင့်ဘူးလို့နားလည်ကြရမှာဖြစ်တယ်ရဟန်းတော်များသည်လူနဲ့မတူရပါဘူးเนาะကိုရင်များသည်လူနဲ့မတူရဘူးအဲကြောင့်အန်တကိုင်စာပေထဲမှာလာတဲ့အန်တကိုင်ဆိုတာသင်္ကန်းစာလေးတစ်ခုသာဖြစ်ပါတယ်အလျား3000နဲ့အနံတထွာလေးရှိတဲ့သင်္ကန်းစာတစ်ခုသာဖြစ်ပါတယ်ဒီအဲ့ဒါကစာပေထဲမှာလာတဲ့အန်တကိုင်နဲ့ယနေ့ခေတ်ရောင်းချနေတဲ့အင်ဂျီပုံတဲ့အန်တကိုင်မတူညီတဲ့အကြောင်းဒုတိယမေခွန်းတစ်ခုကသီလရှင်များထံမှာသီလယူလို့ရသလားမြန်မာနိုင်ငံမှာတချို့သောပုဂ္ဂိုလ်တွေအထူးသဖြင့်အမျိုးသားတွေပေါ့အမျိုးသားတွေကကြတော့ငါယောက်ျားဆိုတဲ့စိတ်နဲ့မန်နေနေရှိကြတယ်အမျိုးသမီးတွေကိုနှိမ့်ကြတယ်လို့ခံယူထားကြတယ်ယောက်ျားတွေကိုမြင့်မြတ်တယ်လို့ခံယူထားကြတယ်ဒါကြောင့်မြန်မာနိုင်ငံမှာဖယားတချို့ရင်ပြင်တွေတချို့ဖယားအပေါ်မျိုးသမီးမတက်ရဆိုတာမျိုးတွေစာတွေရေးထားကြတာတွေ့တယ်အဲ့တော့အမျိုးသမီးကိုယုံညံ့တယ်လို့ဒီလိုလက်ခံနေကြတယ်မျိုးသားကိုမြတ်တယ်လို့လက်ခံနေကြတယ်စဉ်းစားကြည့်လေအမျိုးသားကအရက်တွေတောက်နေမယ်ကာမတုမိတ်ဆာစာရကဲသူများသားမယားတွေစော်ကားနေမယ်အမျိုးသမီးကသီလတွေထိန်းနေမယ်တရားဘာဝနာတွေအထောက်နေမယ်အဲ့လိုဆိုရင်အဲ့ဒီအယက်သမားဖဲသမားသူများသားမယားကိုစော်ကားနေတဲ့ပုဂ္ဂိုလ်ကဘယ်လိုလုပ်မြင့်မြတ်မလဲစဉ်းစားလေယောက်ျားပုံသဏ္ဍာန်ဖြစ်နေုံနဲ့မြင့်မြတ်ပြီလားမိန်းမပုံသဏ္ဍာန်ဖြစ်နေုံနဲ့ယုံညံ့ပြီလားဒါတွေသတိထားမယ်ကိစ္စမေးရမယ်မေးကုန်နေပဲအဲ့တော့အရက်တွေတောက်လောင်းကစားတွေလို့သူများမိန်းမတွေကိုစော်ကားနေတဲ့ပုံကိုတယောက်ကယောက်ျားဖြစ်ုံနဲ့မြင့်မြတ်နေတယ်ဆိုရင်ဒါဗုဒ္ဓဝါဒမဟုတ်တော့ဘူးအဲ့တော့မြတ်စွာဘုရားရှင်ကလူတယောက်ကိုယုံညံ့တယ်မြင့်မြတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကိုချင်းစာရိတ္တနဲ့ပဲသတ်မှတ်တယ်လိန်နဲ့မသတ်မှတ်ဘူးလိန်ကွဲယုံနဲ့မြတ်တယ်ယုံတယ်လို့မြတ်စွာဘုရားမခွဲဘူးသူ့ရဲ့စာရိတ္တသူ့ရဲ့စိတ်ထားဒါလေးနဲ့ပဲမြတ်စွာဘုရားတိုင်းတာတယ်အဲ့တော့အဲ့ဒီလိုမျိုးအမျိုးသမီးကယုံညံ့တယ်အမျိုးသားကမြင့်မြတ်တယ်ဆိုတဲ့အစွဲလေးတွေရှိနေတဲ့အခါကျတော့မျိုးသားတွေအနေနဲ့သီလရှင်ကိုကြောရမှာဝင်လေးတယ်အဲ့တော့သီလရှင်ထဲမှာသီလယူဖို့ဆိုရင်ပူတော်မှဝေးသေးတယ်ပေါ့ဒါကြောင့်ဒီမေးခွန်းပေါ်လာတာဖြစ်တယ်သီလရှင်ထဲမှာသီလယူလို့ရသလားရတယ်ပေါ့နော်ဥစဉ်တို့အင်္ဂုတ္တရနိကေအထက်ကရာထဲမှာဘယ်ပုဂ္ဂိုလ်တွေထံကသီလယူလို့ရတယ်လဲဆိုတော့ယဟန်တော်တွေထံမှာသီလယူလို့ရတယ်ယဟန်အမျိုးသားဘိက္ခုပေါ့နော်ယဟန်အမျိုးသမီးဘိက္ခုနီထံမှာသီလယူလို့ရတယ်ဒါဘုရားလက်ထက်မှာဆိုရင်ဒါယဟန်အမျိုးသမီးရှိတယ်ဘိက္ခုနီလို့ခေါ်တယ်နောက်သီလအကြောင်းကိုနားလည်တဲ့ဥပါဒကဥပါတိကတက္ကဒကမတွေထံမှာလည်းသီလယူလို့ရတယ်နော်ဒါအင်္ဂုတ္တထက်ကရာထဲမှာပါတယ်သီလအကြောင်းကိုနားလည်တဲ့အ
မျိုးသားတွေထံမျိုးသမီးတွေထံမှာလည်းတီလာယူလို့ရတယ်နောက်ဆုံးကိုယ့်ဘာကိုလည်းယူလို့ရတယ်ကိုယ့်ဘာသာကိုနှုတ်ကနေဆိုပြီးယူလို့ရတယ်ဒါစာပေထဲမှာလာတဲ့ပုံစံအဲ့ဒါကြောင့်အမျိုးသားတွေထံမှာတီလာယူလို့ရတယ်အမျိုးသမီးတွေထံမှာတီလာယူလို့ရတယ်ဆိုတော့လူဝိကြောင့်အမျိုးသားအမျိုးသမီးတွေထက်တာနုံနဲ့ဆရာလေးတွေထံတီလာရှင်တွေထံမှာတီလာယူလို့ရတယ်ဆိုတာအထူးပြောနေစရာမလိုတော့ဘူးပေါ့ဒါကြောင့်တီလာရှင်ဆရာကြီးဆရာလေးတွေထံမှာလူပုဂ္ဂိုလ်တွေကတီလာယူကောင်းပါတယ်တီလာစောက်တီကောင်းပါတယ်ဆရာကြီးဆရာလေးတွေကလည်းတီလာပေးကောင်းပါတယ်နော်လူဝိကြောင့်ပုဂ္ဂိုလ်တော်မှာတီလာပေးကောင်းတယ်လို့ဆိုမှတော့သာသနာ့နယ်ဝင်ဆရာလေးဆရာကြီးတွေကလည်းတီလာပေးကောင်းတယ်ပေါ့တာတကတစ်ခုပြရရင်ဘုရားလုံးမဟောတတာပညာရှိကြီးနွားခိုးမှုဇလံဆုံးဖြတ်ခဲ့တာရှိတယ်နွားပိုင်ရှင်နဲ့နွားတခိုးဖော်ထုတ်ခဲ့တယ်ပေါ့ဘသူကနွားပိုင်ရှင်အစ်ဘသူကနွားတခိုးဘုရားလုံးပညာရှိကဆုံးဖြတ်ပေးခဲ့တယ်ဆုံးဖြတ်ပေးပြီးတဲ့အခါမှာအဲ့ဒီနွားတခိုးခေါ်ယူဆုံးပါတယ်လူတွေကအဲ့ဒီနွားတခိုးကိုဝိုင်းရိုက်ကြတာပေါ့နော်ဝိုင်းထုကြတယ်ဝိုင်းရိုက်ကြတယ်လူကအသက်မသေးုံလေးမျောလေးပဲကျန်တော့တယ်အဲ့ဒီချိန်မှာဘုရားလောင်းမဟောဒရာကပြောတယ်မောင်းတဲ့အခုလိုမျိုးအနိစ္စခံနေရတာဟာမိမိရဲ့မကောင်းမှုဒုစရိုက်ရဲ့အကျိုးပဲမျက်မှောက်ဘဝမှာလက်ငင်းချက်ချင်းရတဲ့အကျိုးပဲသူများနွားကိုကခိုးယူခဲ့တဲ့အတွက်ကြောင့်အခုလိုမျက်မှောက်ဘဝမှာပဲအနိစ္စခံနေရတယ်တခိုးလို့ဆွဆွဲခံရတယ်တခိုးလို့အစဲခံရတယ်အများရဲ့ဝိုင်းနှိပ်စက်ထုရိုက်မှုကိုခံရတယ်သေလို့ချင်းရင်လည်းဒါငရဲမှာရောက်နိုင်တယ်ဒါကြောင့်အဲ့ဒီလိုမျိုးအမှုတွေကိုမလုပ်ပါနဲ့တော့သူများပစ္စည်းကိုခိုးတဲ့အလုပ်ကိုစွန့်လိုက်ပါအဲ့လိုဩဝါဒစကားတွေပြောပြီးတော့ပင်စသီလာနိအဓာတိဆိုတာ၅ပါးသီလာပေးတယ်ဘုရားလုံးမဟောဒရာပညာရှိကအဲ့တခိုးကိုနော်အဲ့ဒီလိုခိုးတဲ့လုပ်တွေမလုပ်ဖို့စွန့်လို့ဖို့ဩဝါဒစကားပြောကြပြီးတော့၅ပါးသီလာပေးတယ်၅ပါးသီလာစောက်တည်ခိုင်းတယ်၅ပါးသီလာပေးတယ်ဆိုတော့လူဝိကြောင့်ပုဂ္ဂိုလ်က၅ပါးသီလာပေးတဲ့တာတကတစ်ခုပေါ့နော်အဲ့လိုမျိုးတာတကတွေပိဋကတ်ထဲအများကြီးရှိပါတယ်ဒါကြောင့်လည်းအင်္ဂုတ္တထက္ကရာမှာယဟန်တော်များထံမှာဖြစ်စေဘိက္ခုနီထံမှာဖြစ်စေသီလအကြောင်းကိုနားလည်တဲ့အမျိုးသားထံမှာဖြစ်စေအမျိုးသမီးထံမှာဖြစ်စေသီလကိုခံယူစောင့်တည်နိုင်ပါတယ်လို့ဖွင့်ဆိုထားခဲ့တာဖြစ်တယ်ပေါ့ဒါကြောင့်သာသနာ့နယ်ဝင်ဆရာကြီးဆရာလေးများထံမှာလူပုဂ္ဂိုလ်များက၅ပါးသီလကိုဖြစ်စေဥပုသ္သီလကိုဖြစ်စေခံယူစောင့်တည်ကောင်းပါတယ်စောင့်တည်နိုင်ပါတယ်ဆရာကြီးဆရာလေးတွေကလည်း၅ပါးသီလကိုဖြစ်စေဥပုသ္သီလကိုဖြစ်စေပေးကောင်းပါတယ်လို့နားလည်ကြရမှာဖြစ်တယ်တစ်ဆက်တည်းမှာပဲခုနကပြောခဲ့တယ်အမျိုးသားတွေကအမျိုးသမီးဖြစ်တဲ့သီလရှင်ကိုရှ िख ိုးရမှာဝန်လေးကြတယ်ငါအမျိုးသားမြတ်တယ်သီလရှင်ကအမျိုးသမီးရုပ်ညံ့တယ်လို့တချို့ကဒီလိုလိန်ခွဲခြားမှုကိုအကြောင်းပြုပြီးတော့အယုတ်အမျက်ကိုစိတ်ထဲမှာစွဲနေတယ်အဲ့တော့အမျိုးသမီးဖြစ်တဲ့သီလရှင်ကိုဥချရမှာကိုဝန်လေးနေကြတယ်လက်အုပ်ချပြီးစကားပြောရမှာကိုဝန်လေးနေကြတယ်ဘုရားလုံးပညာရှိမဟောဒရာနော်အဲ့ဒီခေတ်မှာသာသနာတွင်မဟုတ်ဘူးသာသနာပဆိုတော့ဘိက္ခုနီသီလရှင်မရှိပါဘူးဘာရှိလဲဆိုတော့ပရဘိုက်ပဲရှိတယ်ဇတိနဲ့အလားတူတဲ့ပရဘိုက်တွေရှိတယ်အဲ့ဒီမှာဘေရီလို့ခေါ်တဲ့ပရဘိုက်အမျိုးသမီးနော်အဲ့ဒီပရဘိုက်အမျိုးသမီးကိုဘုရားလုံးမဟောဒရာရှ िख ိုးတယ်ဥချတယ်နော်ဘုရားလုံးဖြစ်တဲ့ပညာရှိကြီးမဟောဒရာဟာသာသနာ့ဘဖြစ်တဲ့ယတိနဲ့အလားတူတဲ့ပရဘိုက်အမျိုးသမီး
ကိုဥချတယ်ချစ်ခိုးတယ်အဲ့တော့ဘုရားလုံးတို့ပညာရှင်ကြီးကသာသနာ့ဘဖြစ်တဲ့ပရပိုက်အမျိုးသမီးကိုဥချတယ်ဆိုရင်ယနေ့ခေတ်ဗုဒ္ဓဘာသာဝင်ဒကာဒကာမတွေအနေနဲ့သာသနာ့နွယ်ဝင်ဖြစ်တဲ့သီလရှင်ဆရာလေးဆရာကြီးတွေကိုဥချခေါင်းနဲ့ဥချထိုက်တယ်ပေါ့အေးဒါကသီလရှင်ဆရာကြီးဆရာလေးတွေထံမှာသီလယူကောင်းမယူကောင်းမျိုးသားတွေအနေနဲ့ဥချတဲ့မသိဆိုတာလေးကိုဖြစ်ဆိုပေးခြင်းဖြစ်ပါတယ်အဲ့တော့ဘုရားလောင်းတို့ဘောဓရာပညာရှိကြီးကမျိုးသမီးဖြစ်တဲ့ပရပိုက်ကိုဥချတာကိုထောက်ဆောင်တော်အဖြစ်ဥချခေါင်းပါတယ်လို့နားလည်ကြရမှာဖြစ်တယ်သီလရှင်ဆရာလေးဆရာကြီးတွေဆိုတာအဲ့ဒီပရပိုက်ထက်အများကြီးတာတယ်ပေါ့ကောင်းပြီနောက်တစ်ခုတတိယမေခွန်းကငရဲကြီးရင်ငရဲလေးကိုနိုင်တယ်ဆိုတဲ့စကားဘာဆိုလိုတာလဲအရက်ထဲမှာအပြောင်းအချောအနေနဲ့ပြောနေရှိကြတယ်တချို့လူတွေပြောင်းချောချောနဲ့ပြောတာပေါ့နော်ဟာမင်းဒါတွေမလုပ်နဲ့အပြစ်ငရဲကြီးလိမ့်မယ်ကြီးကြီးကွာငရဲကြီးတော့ငရဲလေးနိုင်တာပေါ့အပြောအပြတ်သဘောမျိုးပြောင်းချောချောသဘောမျိုးပြောလေးပြောထားရှိတယ်ငရဲကြီးငရဲလေးနိုင်တယ်အဲ့တော့အပြောအနေနဲ့ပြောကြပြီမဲ့အဲ့ဒီစကားရဲ့အဓိပ္ပာယ်ကိုသူတို့မသိဘူးငရဲကြီးတော့ငရဲလေးနိုင်တယ်ဆိုတာကတကယ်အမှန်လို့ပြောမှာပဲလေငရဲကြီးတော့ငရဲလေးနိုင်တယ်မှန်တယ်ဒါမမှန်ဘူးဘုရားတော့အကုသိုလ်ကံဒီမှာကံကြီးကံလေးဆိုတာရှိတယ်ကံကြီးဆိုတာကအမေကိုတတ်တဲ့ကံအဖေကိုတတ်တဲ့ကံယဟန္တာကိုတတ်တဲ့ကံတန်ဃာသိမ်းခွဲတဲ့ကံဘုရားကိုသွေးစိမ့်တီအောင်လုပ်တဲ့ကံအဲ့ဒါကံကြီးတွေပဲတခြားတော့ဘိုးကောင်လေးတွေတတ်တာသူများဥစ္စာခိုးယူတာအဲ့ဒါကံလေးတွေပဲခုနအမေတက်အဖေတက်လို့ခေါ်တဲ့ဒီကံကြီးတွေကကြတော့တေချာပေါ့အဝီကြီးကိုငရဲကိုရောက်မှာငရဲကြီးကိုရောက်မှာငရဲကြီးကိုရောက်မှာအဲ့ဒီတော့လူတယောက်ဟာပါမန်ပိုးကောင်လေးတွေကိုတတ်တဲ့အကုသိုလ်ကံနဲ့လှုပ်ထားတယ်ကံလေးပေါ့နော်သူများဥစ္စာခိုးခြင်းဝက်ခြင်းဆိုတဲ့အကုသိုလ်ကံအသေးလေးကိုလည်းလှုပ်ထားတယ်အဲ့ဒီအကုသိုလ်ကံအသေးလေးတွေအကျိုးပေးမယ်ဆိုရင်အရန်ငရဲဖြစ်တဲ့ငရဲလေးတွေကိုရောက်မှာအဲ့တော့အမေတတ်တဲ့ကံအဖေတတ်တဲ့ကံအဲ့လိုကံကြီးတွေရှိတယ်ဆိုတော့ဝိဇ္ဇငရဲရောက်မှာဒီတော့လူတယောက်မှာအဲ့လိုကံကြီးကံလေးနှမျိုးလုံးလှုပ်ထားမယ်ဆိုရင်ဘယ်ကံကအကျိုးပေးမလဲလို့မေးရင်အမေတတ်တဲ့ကံအဖေတတ်တဲ့ကံကအားကြီးတဲ့ကြောင့်သူအဝိဇ္ဇငရဲကိုအကျိုးပေးမှာအဲ့တော့အကုသိုလ်ကံအကြီးကငရဲကြီးမှာအကျိုးပေးမှာမို့လို့အကုသိုလ်ကံလေးတွေကငရဲလေးမှာအကျိုးပေးခွင့်မရတော့ဘူးပေါ့လူတစ်ယောက်တည်းကနှစ်နေရာမှာငရဲခံလို့မှမဖြစ်နိုင်ပဲငရဲကြီးမှာကြာရင်ငရဲလေးမှာဖြစ်ခွင့်မရှိတော့ဘူးပေါ့နော်အကုသိုလ်ကံကြီးမားတဲ့အတွက်ကြောင့်အဝိဇ္ဇငရဲကိုရောက်သွားရင်ကျန်တဲ့အကုသိုလ်တိတ်လေးတွေကငရဲလေးမှာအကျိုးပေးခွင့်မရှိတော့ဘူးအကျိုးပေးခွင့်မရတော့ဘူးအဲ့ဒါကိုရည်ညွှန်းပြီးတော့ငရဲကြီးရင်ငရဲလေးနိုင်တယ်လို့ဆိုကြတာဖြစ်တယ်ငရဲကြီးတယ်ဆိုတာကအဝိဇ္ဇငရဲလို့ငရဲအကြီးစားကိုရောက်သွားခဲ့ရင်အကုသိုလ်တိတ်လေးတွေကအရန်ငရဲတွေမှာအကျိုးပေးခွင့်မရတော့ဘူးလို့ပြောတာအဲ့ဒါကိုငရဲကြီးရင်ငရဲလေးနိုင်တယ်လို့ပြောတာဒါတော့ဒီအိဗယ်ကိုနားမလည်ပဲနဲ့အပြောအပြတ်အနေနဲ့ပြောင်းချောချောစကားမျိုးဆိုပြီးတော့ပြောလိပြောထားရှိကြတယ်မင်းဒါတွေမလုံးနဲ့ငရဲကြီးလိမ့်မယ်ကြီးကြီးกว่าငရဲကြီးတော့ငရဲလေးနိုင်တာပေါ့ဆိုပြီးတော့ပြောလိပြောထားရှိတယ်တကယ်တော့ဒါကအပြောင်ပြက်ပြောရတဲ့စကားမျိုးမဟုတ်ပါဘူးတကယ်ပဲအကုသိုလ်ကြီးကြီးမားမားလှုပ်ထားရင်ငရဲကြီးဖြစ်တဲ့အဝီစီးမှာကြာရောက်ပြီးတော့ကျန်တဲ့အကုသိုလ်အသေးလေးတွေကအကျိုးပေးခွင့်မရဘူးဖြစ်သွားတယ်ပေါ့အကျိုးမပေးတော့ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်အကျိုးပေးခွင့်မရသေးတာကိုပြောတာအကုသိုလ်ကြီးကြီးမားမားလှုပ်ထားပြီးမို့လို့
အခုတို့ကန်သေးသေးလေးတွေကမပေးတော့ဘူးလို့မဆိုလို့ဘူးအခုတို့သေးသေးလေးတွေကလည်းနောက်ဘဝတွေမှာအခွင့်ရရင်ပေးအောင်ပါပဲလောလောလတ်လတ်အဝေးစင်းငရဲကိုရောက်နေရတဲ့အတွက်ကြောင့်ပေးခွင့်မတာသေးဘူးလို့ဆိုလိုတာတော့ကြအဝေးစင်းငရဲရောက်သွားလို့ကြံတဲ့ကန်တွေကလုံးဝမပေးတော့ဘူးလို့ထင်နေအောင်မယ်အဲ့လိုမျိုးအဓိပ္ပာယ်မဟုတ်ဘူးပေးခွင့်မတာသေးဘူးပေးခွင့်မရသေးဘူးလို့ဆိုလိုတာအဲ့ဒါကိုကြီးညွှန်းပြီးတော့ငရဲကြည့်တော့ငရဲလေးနိုင်တယ်လို့ဆိုကြတာဖြစ်တယ်ပေါ့အေးဒါကဓမ္မမေကုံတို့ကိုဖြည့်ဆို့ခြင်းအပိုင်း24မှာမြတ်စွာဘုရားရဲ့တရားဒေသနာတော်လေးဆိုတာလောကသားတို့ကောင်းကျိုးချမ်းသာရဖို့ညွှန်ပြခဲ့တဲ့ဟောကြားခဲ့တဲ့တရားတော်ဖြစ်တယ်ဘုရားတရားမှတ်သမျှဒုက္ခကိုပေးတဲ့တရားတခုမှမရှိဘူးဘုရားတရားကိုလိုက်နာလို့ဆင်းရဲသွားတယ်ဒုက္ခရောက်သွားတယ်ဆိုတာမရှိဘူးနားမလဲကြလို့သာကျင့်မုံကျင့်ပြီးမှန်မှန်လို့သာဆင်းရဲခြင်းဆင်းရဲသွားလိမ့်မယ်ဘုရားတရားကဆင်းရဲစေတာမဟုတ်ဘူးတချို့နီးမမှန်လမ်းမမှန်နဲ့ကျင့်တော့ဆင်းရဲတာမျိုးရှိတယ်အဲ့ဒါဘုရားတရားကိုကျင့်လို့ဆင်းရဲတယ်လို့တချို့ကပြစ်တင်ကြတယ်မဟုတ်ဘူးကိုယ့်ဘာသာကိုနားလည်မှုလွဲတာအကျင့်မှားတာဖြစ်တယ်ပေါ့ဘုရားရဲ့အဆုံးအမအားလုံးကဒုက္ခကိုပေးစွမ်းနိုင်တဲ့တရားတွေဖြစ်ပါတယ်နော်ဒါကြောင့်ဒီနေ့လူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးဘုရားရဲ့တရားဒေသနာတော်တွေကိုလေ့လာနာယူမှတ်သားပြီးတော့လိုက်နာကျင့်သုံးပြီးလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီစူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်း